ဟိုင်းတငယ်ချင်းတို့ရေနေကောင်းကြလားဒီဇက်ကားဟာ1968ခုနှစ်ဇန်နဝါရီလမှာစတင်ခဲ့ပြီးအန်နာနဲ့ကလိုက်ဖတ်တဲ့ဇနီးမောင်နှမနဲ့မိတ်ဆက်ပေးထားပါတယ်။အန်နာဟာယောဂဝေဒနာကြောင့်မဟုတ်ဘဲသူမရဲ့အသက်ဝိညာဉ်ကိုတဖြည်းဖြည်းဆုပ်ယူနေတဲ့မိစ္ဆာပိုကတ်မှုကြောင့်အသေးအတန်ဖျားနာနေတာပါ။ကလိုက်ဟာသူမကိုကဲကင်ဖို့အသေးအတန်ကြိုးစားနေပြီးစိတ်သက်တည်လဲကြာနေပါတယ်။ညတိညမှာတော့ကလိုက်ဟာအန်နာရဲ့လက်စွပ်ကိုယူပြီးဝိညာဉ်ခေါ်ယူတဲ့အစီအစဉ်တစ်ခုပြုလုပ်ခဲ့ပါတယ်။အစီအစဉ်မစတင်ခင်မှာဒီထုံးတန်းစင်လာဘလို့အလွတ်လုပ်တယ်လေဆိုတာကိုပြသထားပါတယ်။ပတူးအလွတ်တစ်ခုရဲ့ပတ်လဲမှာဖျောင်းတိုင်တွေထွန်းညှိထားပြီးစေးရောင်စုံတွေနဲ့ပူးကတ်ထားတဲ့သူရဲ့အသုံးအဆောင်ပစ္စည်းတစ်ခုကိုအလယ်မှာထားရပါတယ်။အဲဒီနောက်အစီအစဉ်ပြုလို့သူကမန်တန်တွေကိုရုပ်ဖတ်ပြီးမိက္ဆာကိုပတူးပေါ်မှာသူ့မျက်နှာသူပုံဖော်ဖို့အမိန့်ပေးစေခိုင်းရပါတယ်။ကလိုက်ဟာအရာအားလုံးကိုပြင်ဆင်ပြီးမန်တန်တွေကိုစတင်ရုပ်ဖတ်လိုက်တဲ့အခါချက်ချင်းဆိုသလိုပတ်ဝန်းကျင်အခြေအနေတွေပြောင်းလဲသွားပါတယ်။လေတွေတိုက်ခတ်လာပြီးအခန်းတစ်ခုလုံးလှုပ်ခါသွားကစေးအောင်တွေဟာပတူးပေါ်မှာသူ့အလိုလိုပုံဖော်လာပါတယ်။ပန်းချီကားဟာတဖြည်းဖြည်းပေါ်ထွက်လာပါတယ်။ကလိုက်ဟာကြောက်လန့်တစားနေကြည့်နေစင်ပါပဲပန်းချီကားထဲကနေကိုလုံးတီးအမျိုးသမီးမိစ္ဆာတကောင်ပေါ်ထွက်လာပါတယ်။ရုတ်တရက်ဆိုသလိုအဲ့ဒီမိစ္ဆာဟာပန်းချီကားထဲကထွက်လာပြီးသူ့ကိုတိုက်ခိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲအန်နာဟာစူညံတန်တွေကြောင့်နိုးလာခဲ့ပါတယ်။ဒါပေမဲ့သူမရှိကိုကလိုက်ရောက်တဲ့အခါမှာတော့သူဟာအရင်ကကလိုက်မဟုတ်တော့ပါဘူး။မိစ္ဆာကသူ့ခန္ဓာကိုယ်ကိုတိမ့်ပိုက်လိုက်ဖြစ်ပြီးရုပ်မာတဲ့အပြုံးနေနဲ့အန်နာစီကိုပြေးဝင်သွားပါတော့တယ်။အဲ့ဒီမှာပဲဇလန်ကပြက်သွားပြီး9လအကြာ1968ဂျွန်လကိုရောက်သွားပါတယ်။အခုဆိုရင် Evelyn နဲ့သူမရဲ့မိသားစုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။သူမရဲ့ခင်မွန်းအာဒန်လေးချင်းဖြစ်တဲ့ Nelson နဲ့သမီး2ယောက်ဖြစ်တဲ့ Janice နဲ့ Lucy တို့ဖြစ်ပါတယ်။အာဒမ်ဟာလက်သမားတစ်ယောက်ဖြစ်ပေမဲ့အလုပ်တွေကတိတ်မကောင်းလာပါဘူး။သူဟာမိသားစုကိုချစ်တဲ့သူလို့ထင်ရပေမဲ့တခြားတစ်ဖက်မှာတော့သူဟာအပြာစာချုပ်တွေကိုခိုးဖက်ပြီးထူးဆန်းတဲ့စီကူးရင်မှုတွေကိုဇနီးဖြစ်သူစီကဖုံးကွယ်ထားပါတယ်။နောက်တစ်ယောက်ကတော့ Evelyn ရဲ့သမီးကြီး Janice ပါ။သူမဟာစိတ်မြန်ပြီးညီမလေး Lucy ကိုအမြဲတမ်းစိတ်အနှောက်အယှက်ဖြစ်နေတတ်ပါတယ်။မိသားစုထဲမှာပြဿနာလေးတွေရှိပေမဲ့ဘဝကပုံပန်အတိုင်းပျော်စရာကောင်းနေခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့အရာအလုံးပြောင်းလဲသွားပါတော့တယ်။ Evelyn ဟာတရားခွင့်ကနေတရားဝင်စတဲ့ဆောင်လက်ခံရရှိပါတယ်။ဇလန်အစမှာတွေ့ခဲ့တဲ့သူမရဲ့ဝမ်းကွဲညီမအန်နာဟာတေဆုံးသွားခဲ့ပါပြီ။အန်နာရဲ့တေးတန်းစာအရ Evelyn ကိုသူမရဲ့အမွေထိန်အဖြစ်ခံများသွားပါတယ်။ဒါဟာ Evelyn တို့မိသားစုအနေနဲ့အန်နာရဲ့ပိုင်ဆိုင်မှုတွေကိုခွဲဝေရရှိမှာဖြစ်လို့အမွေထိန်ခတ်အဖြစ်ဒေါ်လာ1000လက်ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ Evelyn ဟာတခုခုကိုစိုးရိမ်တုန်ဆိုင်နေပါတယ်။အန်နာဟာအဲ့ဒီအိမ်ကြီးမှာနေထိုင်ခဲ့ပြီးသူမရဲ့မိသားစုကိုအဲ့ဒီကိုခေါ်လာဖို့သူမကြောက်ရွံ့နေခဲ့ပါတယ်။ဒါပေမဲ့အာရမ်ကတော့အတင်းကျပ်တိုက်တွန်းနေပါတယ်။ငွေကြီးအခက်ခဲရှိတာကြောင့်သူမကိုလက်ခံဖို့ဖိအားပေးခဲ့ပြီးနောက်ဆုံးမှာတော့သူမသဘောတူလိုက်ရပါတယ်။မကြာခင်မှာပဲမိသားစုဟာအန်နာရဲ့အိမ်ကြီးကိုရောက်ရှိလာကြပါတယ်။လူစီကကလေးပဲရှိသေးတာကြောင့်အမွေထင်းသိန်းကြီးအလုံးမှာမကူညီနိုင်တယ်လို့ဂျန်နစ်ကလည်းကူညီဖို့ငင်းဆိုခဲ့ပါတယ်။ဒါကြောင့် Evelyn, Adam နဲ့သူတို့သား Nelson တို့ပဲအားလုံးကိုကြိုက်တွယ်ဖြည့်ရှင်ရတော့မှာပါ။အခုရိုးရိုးရှင်းရှင်းပြောရရင်အမွေထင်းဆိုတာ Evelyn ဟာအဲ့ဒီခြံဝင်းရဲ့အတွက်ဥပဒေအရတာဝန်ရှိသူဖြစ်လာတာပါ။ကျွေးမြေတွေစီမံခန့်ခွဲတာဖိုင်ဆိုင်မှုတွေရောင်းချတာနဲ့အိမ်ပြုပြင်ထိန်းသိမ်းတာတွေကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်။အတူတူပြောရရင်သူမဟာအိမ်ရဲ့အရေးကိစ္စအလုံးကိုစားပြုရမှာပါ။သူတို့အိမ်ထဲမှာပစ္စည်းစီစစ်တဲ့အခါရှီဟောင်းပုံတူကားချက်တွေနဲ့ခလိုက်ရဲ့ဘိုးဘေးပန်းချီကားတွေကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ Evelyn ဟာထူးဆန်းတဲ့အရာတစ်ခုကိုတွေ့ရှိသွားပါတယ်။အစောပိုင်းမှာမြင်ခဲ့ရတဲ့အင်ချီမပါတဲ့အမျိုးသမီးရဲ့ပန်းချီကားပါတယ်။သူမစိတ်နှစ်ယောက်ထိသွားပြီးမဲ့အာဒမ်နဲ့နယ်ဆန်တို့ကတော့ဆက်စုချင်းစိတ်နဲ့ကြည်နေကြပါတယ်။ Evelyn ဟာအချိန်မဆွဲပဲအဲ့ဒီပန်းချီကားကိုအပေါ်တန်းကိုတောင်တဲပို့ပြီးတင်းစီခိုင်းလိုက်ပါတယ်။အဲ့ဒီညလူတိုင်းအိတ်ဖို့ပြင်ဆင်နေချိန်မှာအာဒမ်က Evelyn နဲ့နီးစပ်ဖို့ကြိုးစားပြီးမဲ့သူမဟာညင်းပယ်ခဲ့ပါတယ်။စိတ်ဖြတ်သွားတဲ့အာဒမ်ဟာအပြင်ထွက်ပြီးမဂ္ဂဇင်းတွေထိုင်ဖတ်နေခဲ့ပါတယ်။ရုတ်တရက်တိုးတိုးလေးဖြောတံတွေကြားလိုက်ပြီးအဝိအစားမပါတဲ့အမျိုးသမီးရိတ်ကိုလမ်းမြင်လိုက်ရပါတယ်။ဒါပေမဲ့မဂ္ဂဇင်းဖတ်နေတာကြောင့်စိတ်ကူးရင်တာလိုပဲသူထင်လိုက်ပါတယ်။တစ်ချိန်မှာပဲသူမရဲ့အခန်းထဲမှာ Janice ကနေရန်မှာရှိတဲ့စပီညက်သားရဲ့ပန်းချီကားကထူးဆန်းနေတာကိုသတိထားသွားပါတယ်။သူမအဲ့ဒီကားကိုဖြုတ်ဖို့ကြိုးစားပြီးမှမအောင်မြင်ခဲ့ပါဘူး။စိတ်မသက်သာပြီးနဲ့သူမအိပ်ပျော်သွားခဲ့ပါတယ်။ဒါပေမဲ့တန်းခေါင်ချိန်မှာတော့သူမရဲ့စပီတွေဟာအလိုအလျောက်ကပင်တင်းပြတ်ကျက်သွားခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာ Janice ကမြင်ကွင်းကြောင်ဒေါသကြီးနိုးလာပြီး Lucy လှုပ်တာလို့ချက်ချင်းဆွတ်ဆွဲလိုက်ပါတယ်။သူမ Lucy အခန်းထဲဝင်ပြီးအော်ဟစ်ဆဲဆိုခဲ့ပါတယ်။ Evelyn ရောက်လာပြီး Lucy ကိုတောင်းပန်ခိုင်းပေမဲ့ကလေးမလေးကတော့သူမမလုပ်ဘူးလို့ညင်းဆိုခဲ့ပါတယ်။နောက်ပိုင်း
အာရမ်နဲ့နယ်လ်ဆင်လိုပစ္စည်းဝယ်ဖို့ထွက်သွားကြပြီးအီဗလင်ကတော့အိမ်တန်ချင်းရေးစတင်လိုပါတယ်ရုတ်တရက်ပန်းချီကားထဲမှာအမျိုးသမီးဟာအနှဲငယ်လှူရှားနေတာကိုသူမတွေ့လိုက်ပါတယ်သူမထိတ်လန့်သွားပြီးမြင်စစ်ကူးရင်တာလို့ပဲကိုဖြန်ဖြောင်းဖေပြီးလေးရှူလိုက်ပါတယ်လူစီကတော့အိမ်ထဲမှာပြေးလွန်ဆော့ကစားနေပါတယ်အီဗလင်သူမတော့ကိုလိုက်သွားတဲ့အခါတကားတစ်ခုဟာအလိုလျောက်ပိတ်သွားတာကိုတွေ့လိုက်ရပါတယ်သူမလူစီကိုလမ်းခေါ်ပြီးမြင်ကလေးမလေးကအပြေမာရိရှိနေပါတယ်ဒါဆိုတကားထဲကိုဘသူဝင်သွားတာလဲအဲ့ဒါကမြေထောက်တကားဖြစ်နေပါတယ်အီဗလင်အတွင်းထဲကိုသွားကြည့်တဲ့အခါအလိုအလျောက်ပိတ်နေတဲ့ဗီဒီယိုတစ်ခုကိုတွေ့ရပါတယ်ဗီဒီယိုကိုဖွင့်လိုက်တဲ့အခါအာဒမ်ဝစ်ထားတဲ့မဂ္ဂဇင်းတွေကိုတွေ့သွားပါတယ်ဝမ်းနေပြီးဒေါသထွက်နေတဲ့သူမဟာအာဒမ်ကိုသွားမေးပြီးမြင်အာဒမ်ကတော့သူမကိုပဲပြန်အပြစ်တင်ခဲ့ပါတယ်သူမငင်းနေတာကြောင့်ဒီမဂ္ဂဇင်းတွေကိုသုံးရလာလို့သူမဆိုပါတယ်အဲ့ဒီညတော့အားလုံးဟာနောက်ဆုံးမှအိပ်ပျော်သွားကြပါတယ်ဂျန်နစ်ဟာစတာဒီပန်းချီကာကိုကြောက်လန့်နေစေထိပြီးအိယာမဝင်ခင်မှာအဝေးနဲ့ဖုံးမှုထားလိုက်ပါတယ်ဒါပေမဲ့တန်းခေါင်ရဲ့အချိန်မှာတော့ပန်းချီကာဟာအသက်ဝင်လာပြီးစတာဒီရဲ့လက်တွေလှုပ်ရှားလာကဂျန်နီရဲ့ဆံပင်ကိုထပ်မညက်နေတာကိုတွေ့ရပါတယ်ဂျန်နစ်ဟာထိတ်လန့်တကြနိုးလာပြီးဘီရိုထဲမှာပုံနေခဲ့ပါတယ်ခြောက်ရှားဖွယ်ပန်းချီကာကိုဖုံးထားတဲ့အဝေးကသူ့အလိုလိုစကင်လှုပ်ရှားလာပါတယ်ပန်းချီကာထင်ကလူပုံကြီးခထက်ခါတလဲပေါ်ထွက်လာပြီးသူမကိုဖမ်းဆွဲကဆံပင်တွေညက်ပစ်ပါတယ်သူမအော်ဟစ်လိုက်တဲ့အခါမိသားစုဝင်တွေရောက်လာပြီးသူမကိုနှိမ့်သိမ့်ပေးကြပါတယ်ပန်းချီကာထင်ကလူအပြင်ထွက်လာပြီးပန်းချီကာဟာအသက်ဝင်နေတယ်လို့ဂျန်နီကအခိုင်အမာပြောဆိုပါတယ်အရန်ကစစ်စီကြည့်ပေမဲ့ဘယ်သူမှမတွေ့ရပါဘူးအိမ်မက်ဆူမတလို့တဲ့သတ်မှတ်ပြီးပန်းချီကာကိုအခန်းထဲကဖယ်ရှားလိုက်ပါတယ်ဒါပေမဲ့အီဗလင်ကတော့ဒီအိမ်ကြီးထဲမှာတခုခုမာရွေးနေပြီးပန်းချီကာဒီထဲမှာမကောင်းဆိုးဝါးဒီပုံအောင်နေတယ်လို့သတိပေးပါတယ်ခဏကြာမှတော့အရန်ကအိမ်ထဲကနေပဲ့တင်ထက်နေတဲ့တိုးတိုးလေးဖြောက်တန်းတွေကိုကြားလိုက်ရပါတယ်အတန်းနောက်ကိုလိုက်သွားရင်သူဟာအိမ်အဖော်ထက်ကိုရောက်သွားပြီးတစုံတစ်ခုရှိနေတာကိုခံစားမိကရုတ်တရက်မူလဲသွားပါတယ်နောက်တနေ့မနက်မှာအီဗလင်ကထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်ကသူမကိုပန်းချီဆွဲဖို့တိုက်တွန်းနေတဲ့အိမ်မက်ကိုမြင်မှတ်ပြီးလှန်နိုးလာပါတယ်တစ်ချိန်တည်းမှာပဲအရန်ကတတိပြန်ရလာပြီးမျက်လုံးတွေမောင်ထဲမှာတောင့်နေတဲ့အမျိုးသမီးပန်းချီကားကိုတွေးလိုက်ရပါတယ်သူဟာမှန်ကိုအသုံးပြုပြီးနေရောင်ကြီးကိုပန်းချီကားပေါ်ရောက်အောင်လုပ်ကပန်းချီကားကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်သူဟာခယူဒီဇိုင်းနဲ့ပန်းချီကားကိုအဝင်းနဲ့ဖုံးပြီးကလာထိုင်မှာကျူးနဲ့ချီနှောင်းကမလွတ်အောင်လုပ်ထားလိုက်ပါတယ်နောက်ပိုင်းမှာအီဗလင်ကမေးတဲ့အခါအဒန်ကအေးခန်းထဲမှာအေးခဲ့တယ်လို့ပဲလိန်ပြောလိုက်ပါတယ်မကြခင်မှာပဲအီဗလင်ကအထူးဆန်းတဲ့အခန်းထဲကိုရောက်သွားပြီးဝင်းရင်စင်ခေါ်ရဲ့စာအုပ်ဟောင်းကိုတွေ့သွားပါတယ်အဲ့ဒီညမှာလူတိုင်းအိပ်ပျော်နေချိန်မှာအဒန်ကပန်းချီကားကိုဟောထားတဲ့အပေါ်ထပ်ကိုခိုးသွားပါတယ်သူပန်းချီကားကိုဖွင့်ကြည့်လိုက်တာနဲ့ကြောက်စရာကောင်းတဲ့ပုံရိပ်ပေါ်လာပြီးအီဗလင်လည်းအိမ်ထဲမှာပြေးလွှားနေတဲ့အခြေခံတွေကိုကြားလိုက်ရပါတယ်သူမအပြင်ကိုထွက်ကြည့်တဲ့အခါကလေးတယောက်အိမ်ထဲမှာပြေးနေပြီးပန်းချီကားထဲကိုတန်တန်မတ်မတ်ဝင်သွားလာကိုတွေ့လိုက်ရပါတယ်ပန်းချီကားထဲကနေခေါင်းလေးရဲ့အတန်တွေထွက်လာပြီးသူမပြန်ကြည့်တဲ့အခါပန်းချီကားဟာဗလာဖြစ်သွားပါတယ်ခေါင်းလေးဟာပန်းချီကားထဲကပြန်ထွက်လာပြီးထပ်ပြေးသွားရအီဗလင်ကမြေအောက်ခန်းအထိလိုက်သွားပါတယ်တစ်ဖက်မှာလည်းနက်စင်ဟာနိုးလာပြီးကျမ်းပြင်ပေါ်မှာပန်းချီစေးရောင်တွေရွေလာနေလာကိုတွေ့လိုက်ရပါတယ်သူအနားခတ်သွားတဲ့အခါပန်းချီကားထဲကနေသူ့ကိုဆွဲခေါ်သွားပြီးအတင်းယုံကန်နေလာပါတယ်အတန်းရောက်လာပြီးသူ့ကိုဆွဲထုတ်နိုင်ခဲ့ပါတယ်ဂျန်နီနဲ့လူစီတို့လည်းရောက်လာပြီးရှုပ်ထွေးနေတဲ့အခြေအနေကိုတွေ့သွားပါတယ်မိသားစုဟာအီဗလင်ကိုလိုက်ရှာကြပြီးနောက်ဆုံးမှာမြေအောက်ခန်းထဲမှာသူမကိုကြောက်လန့်တကြားနဲ့ရှာတွေ့သွားပါ